အားလုံးမင်္ဂလာပါဒီနေ့လူကြီးမင်းတို့လုပ်ငန်းတွေကနေရနေတဲ့အကျိုးမြတ်တွေကနော်ဘလောက်ထိအားရခြင်းနဲ့ဆရာကောင်းမကောင်းဆိုတာကိုကျွန်တော်တို့နော်တိုင်းတာတဲ့နော်အချက်နှစ်ချက်ရှိပါတယ်အဲ့တော့ဒီအချက်နှစ်ချက်ကဘာလဲဆိုလို့ရှိရင်နော်ပထမတစ်ချက်ကကျွန်တော်တို့အကျိုးတွေနဲ့ပတ်သက်တာပါနော်စီးပွားရေးလုပ်ငန်းတွေဆိုတာကတော့ကျွန်တော်တို့ကသိရတိုင်းပဲကျွေးရောင်းကျွေးဝယ်တွေရှိတတ်ကြပါတယ်အဲ့တော့အကျွေးနဲ့မကင်းကြပါဘူးနော်အဲ့တော့ဒီအကျွေးတွေကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ပေးဆက်နိုင်မလဲကျွန်တော်တို့ပြန်ပေးဆက်နိုင်တဲ့အခြေအနေဘယ်လိုရှိသလဲเนาะကျွန်တော်တို့ရတဲ့အကျိုးမြတ်တွေကဒီအကျွေးတွေကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်ပြန်ဆက်နိုင်တဲ့ပြန်ပေးနိုင်တဲ့အပေါင်းလက္ခဏာဆောင်တဲ့အကျိုးမြတ်တွေဖြစ်ဖို့တော့လိုပါတယ်ဒါပထမအချက်ပါအဲ့တော့ဒုတိယအချက်ကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့က dividend အမြတ်ဝေစုနဲ့ပတ်သက်ပါတယ်အဲ့တော့ကျွန်တော်တို့စီးပွားရေးတွေလုပ်ကြတယ်ဆိုတာကနော်အဓိကရည်ရွယ်ချက်ကအမြတ်ရဖို့ပါနော်အဲ့တော့ဒီအမြတ်ရဖို့နော်အမြတ်ဝေစုတွေခွဲပေးနိုင်ဖို့ကလည်းအဓိကကျွန်တော်တို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ရနေတဲ့အမြတ်တွေကဘလောက်ထိအားရခြင်းနဲ့ဆရာကောင်းလဲမကောင်းဘူးလဲဆိုတာကကျွန်တော်တို့အမြတ်ခွဲဝေပေးနိုင်မှုရှိမရှိနော်အမြတ်ရရှိမှုပေါ့ဗျာထို့ပြင်ကျွန်တော်တို့ကကိုယူထားတဲ့အကျွေးတွေ liability တွေကိုအချိန်မီပြန်လည်ပေးဆက်နိုင်မှုရှိမရှိဒီအချက်နှစ်ချက်နဲ့အဓိကတိုင်းကြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် finance မှာအခက်မတွေ့ကြပါစေနဲ့